ကတ်တွန်းကားရဲ့မူလဖန်တီးရှင် email ကိုမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးကတ်တွန်းကားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့မျက်စိထဲမှာ Disney ကထုတ်တဲ့ကတ်တွန်းကားတွေနဲ့ကြောင်ထဲကျွတ်လို့လဲခေါ် Tom and Jerry လို့လဲခေါ်တဲ့ရည်စရာကောင်းတဲ့ကတ်တွန်းလေးတွေကိုပဲလူသိများကြပါလိမ့်မယ်ဒါပေမဲ့တကယ်ကတ်တွန်းလောကတစ်ခုလုံးရဲ့အစားပြုဖန်တီးရှင်ရုပ်ရှင်ကတ်တွန်းကိုဖခင်လို့တင်စားခေါ်ပေါ်နိုင်လောက်တဲ့မူရင်းပဲကိုင်ရှင်ကတော့ပြင်သစ်လူမျိုး email ကိုပဲဖြစ်ပါသည်20ရာစုအစောပိုင်းမှာဒီလိုဖန်တီးမှုတွေဟာအလွန်ထူးခြားဆန်းသစ်ခဲ့ပြီးသူရဲ့ဒီထွင်ဖန်တီးမှုကပဲနောက်ပိုင်းကမ္ဘာကတ်တွန်းရုပ်ရှင်လောကကိုစတင်လမ်းဖွင့်ပေးခဲ့တာဖြစ်ပါသည် email ကိုဟာပကြီးစရာသတင်းစာကတ်တွန်းဆရာနဲ့ဓာတ်ပုံပညာရှင်ဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးသူဟာအသက်50အရွယ်ရောက်မှပဲရုပ်ရှင်လောကကိုစပြီးတော့မိတ်ဆက်ခဲ့တာဖြစ်ပါသည်1908ခုနှစ်မှာတော့သူဟာသမိုင်းဝင်ကတ်တွန်းကဖြစ်တဲ့ Fantastic Marguerite ကိုဖန်တီးခဲ့ပါသည်ဒီကတ်တွန်းကရုပ်ရှင်သမိုင်းမှာပထမဦးဆုံးသောကတ်တွန်းကအဖြစ်ယနေ့လက်ရှိအချိန်ထိမှတ်တမ်းဝင်ခဲ့စေပါ Fantastic Marguerite ဟာ2မိနစ်လောက်သာကြာမြင့်ပြီးရုပ်ရှင်ရဲ့လှုပ်ရှားမှုတွေပါဝင်ပေမယ့်ဒီရုပ်ရှင်မှာပုံတစ်ခုချင်းစီကိုတပ်ဖရင်ချင်းစီရိုက်ကူးတဲ့ stop motion နည်းပညာကိုစပြီးတော့အသုံးပြုခဲ့တာဖြစ်ပါသည်သူရဲ့ပထမဦးဆုံးကတ်တွန်းကမှာ Gold ဟာပကြီးဆွဲနည်းလို့ခေါ်တဲ့ Black Box တိုင်းကိုအသုံးပြုခဲ့ပါသည်သူကအမြေပြူခဲနဲ့ပုံဆွဲတာကို frame ပြောင်းလဲရိုက်ကူးခဲ့ပြီးရုပ်ရှင်မှာကြည့်တဲ့အခါမှာပုံတွေဟာအသက်ဝင်လာသလိုလှုပ်ရှားနေတာကိုတွေ့ရမှာပါဒီနည်းပညာကိုဖန်တီးခဲ့တဲ့အတွက် Gold ဟာစုစုပေါင်းပုံပေါင်း900ကျော်ကိုဆွဲခဲ့ရပြီးပုံတစ်ခုနဲ့တစ်ခုစီကိုအနည်းငယ်ပြောင်းလဲသွားစေခဲ့ပါသည်ဒီလိုနည်းနဲ့အဲ့ဒီပြောင်းလဲတာတွေကိုမှတ်တမ်းတင်ပြီးတစ်ပုတ်ထဲကိုပြန်ပေါင်းရင်းပဲ animation ကတ်တွန်းဆိုတာတွေရဲ့အစဖြစ်လာခဲ့တာပါပဲဒီလိုမျိုးအချိန်ယူခဲ့ရတဲ့ဖန်တီးမှုကြောင့်ပဲကတ်တွန်းကားတွေရဲ့ပုံဟာရွေလျားသွားလာနေတဲ့မှော်ဆန်တဲ့ရုပ်ပုံတွေအဖြစ်ပရိသတ်ကခန်းစားသွားခဲ့ရတာဖြစ်ပါသည်။ email ကိုရဲ့လုပ်ငန်းနယ်ပယ်ဟာပြင်သစ်မှာပဲရပ်တန့်မနေခဲ့ပါဘူး။သူဟာအမေရိကန်ကိုသွားရောက်ခဲ့ပြီး Eclair ရုပ်ရှင်ကုမ္ပဏီအတွက်ကတ်တွန်းကားတွေကိုဆက်လက်သွားရောက်ဖန်တီးခဲ့ပါသည်။သူရဲ့ animation ကတ်တွန်းတွေပညာရပ်ဟာအမေရိကန်အနုပညာရှင်တွေကိုပါလှုံ့ဆော်မှုပေးခဲ့ပြီးအမေရိကန်ကတ်တွန်းလောကတိုးတက်ဖို့အတွက်အခြေခံအုတ်မြစ်တွေအများကြီးရှာပေးခဲ့ပါသည်။ Gold ဟာကတ်တွန်းကိုဖျော်ဖြေရေးတစ်ခုတည်းအတွက်သာမဟုတ်ဘဲနဲ့ပုံဆွဲပညာနဲ့ရုပ်ရှင်ပညာကိုပေါင်းစပ်တဲ့အနုပညာပုံစံအသစ်တစ်ခုအဖြစ်မြင်ခဲ့သူလည်းဖြစ်ပါသည်။ကတ်တွန်းလောကကြီးကိုပြောင်းပြန်လန်သွားစေလောက်တဲ့အထိဒီနည်းပညာကိုဖန်တီးခဲ့သူဟာပြင်သစ်လူမျိုးပါ။ညီကုန်းချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ email Gold ဟာရုပ်ရှင်သမိုင်းမှာကတ်တွန်းပညာကိုစတင်ခဲ့တဲ့စစ်မှန်တဲ့ရှေ့ဆောင်တစ်ဦးဖြစ်ပါသည်။သူထက်စောတဲ့သူရဲ့လို့မရှိတော့ပါဘူး။သူရဲ့ဒီထွင်ဖန်တီးမှုသာမရှိခဲ့ဘူးဆိုရင်ဒီနေ့ခေတ်မှာကျွန်တော်တို့ကြည့်နေတဲ့ကတ်တွန်းဇာတ်ကောင်တွေရုပ်ရှင်ဇာတ်ကားတွေပေါ်က animation တွေဆိုတာတွေလည်းပေါ်လာနိုင်မှာမဟုတ်တာသိကြပါသည်။သူဟာနောက်ဆုံးမှာတော့ဆင်းရဲတဲ့ဘဝနဲ့လူမသိသူမသိကွဲလွန်ခဲ့ရပေမယ့်သူရဲ့ Fantastic Marguerite လို့ခေါ်တဲ့ရုပ်ရှင်ကားဟာကတ်တွန်းလောကကိုအသက်သွင်းပေးခဲ့တဲ့မီးရှူတိုင်းတစ်ခုအဖြစ်တမိုင်းမှာထာဝရထွန်းလင်းတောက်ပနေအောင်မှာပဲဖြစ်ပါသည်။ဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။